စာအင်ရောင်နေတဲ့လူတွေအစာအင်ခဏရောင်နေတဲ့လူတွေဒီဗီဒီယိုလေးကိုကြည့်ပေးပါမိသားစုဆရာဝန်ဒေါက်တာဖုံးပါကျွန်တော်ဒီနေ့ပြောပြချင်တာကကျတော့ gastritis နဲ့ပတ်သက်တဲ့အကြောင်းအရာအကုန်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံး gastritis ဘာကြောင့်ဖြစ်လဲပေါ့အဓိကတော့အစာစားချိန်မမှန်တာပြီးတော့အဆက်အရက်ဆေးလိပ် stress ဒါတွေကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဆေးတွေပေါ့နော်အထူးသဖြင့်အကိုက်ခဲပျောက်ဆေးတွေပါရာစီတမောကလွဲလို့ပေါ့ခြံနဲ့အပြင်းစားအကိုက်ခဲပျောက်ဆေးတွေပြီးတော့နှလုံးရောဂါသမားတွေမှာတောက်တဲ့သွေးကျဲဆေးတွေ aspirin တို့ globulat တို့ဒါတွေကိုကိုကအစာနဲ့တွဲပြီးတော့မတောက်ပဲနဲ့ဗိုက်စာနေတဲ့အချိန်အစာမရှိတဲ့အချိန်မှာတောက်မိရမျိုးနောက်ဆုံးတစ်ခုကတော့ H pylori လို့ခေါ်တဲ့အစာအိမ်ယောဂပိုးဝင်တာကြောင့်လည်းဖြစ်နိုင်တယ်ဒီပိုးကအဓိကအစာအသောက်ကနေပဲကူတာချက်တဲ့လူကဒီပိုးရှိတယ်အစာကလည်းဖူဖူနွန်းနွန်းမဟုတ်ဘူးအဲ့ဒီအေးဆက်ကြီးဒါကိုကစားမိတယ်ဆိုလို့ရှိရင်ဒီပိုးကအစာနဲ့အတူတူကိုဗိုက်ထဲကိုဝင်သွားနိုင်တယ်ဗိုက်ထဲက acid ကိုသူကအန်တုပြီးတော့ဗိုက်ထဲမှာရှင်းတန်းနိုင်တယ် acid ကိုပို့ထုတ်အောင်သူကနှူးဆွာတယ်အဲ့တော့ကြာတော့အစာအိမ်ယောဂဖြစ်လာတာပေါ့အဲ့တော့ကိုကအစာအသောက်လည်းစင်းစင်းညင်ညင်စားရတာနဲ့ဒီလိုမျိုးဘိုက်အောင်စီတဲ့ဆေးဝါးတွေလည်းမမီဝဲနေပဲနဲ့ခဏပေါ့နော်တစ်လတစ်ချိန်လောက်ပဲဖြစ်နှစ်လတစ်ချိန်လောက်ပဲဖြစ်ဘိုက်ကခဏအောင့်နေတယ်ဆိုလို့ရှိရင်ဒီ H pylori ဆိုတဲ့ bacteria ပိုးကိုစစ်ဆေးတင်တယ်အဲ့ဒါမှပိုးက positive ဆိုရင်ကျွန်တော်တို့ကပိုးသက်ဆေးနှစ်ပတ်တိုက်ပြီးတော့ဒီပိုးကိုအမြင့်ဖြတ်မှာပေါ့ဒီပိုးရှိနေတာကိုဒီပိုးကိုမကုပဲနဲ့ရိုးပဲစာရင်ပျောက်ဆေးလေးတွေပဲတောက်ပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီခဏပြန်ဖြစ်တာကရပ်သွားမှာမဟုတ်ဘူးဇက်တိုက်ပြန်ဖြစ်နေမှာကြာလို့ရှိရင်လည်းလူတိုင်းတော့မဟုတ်ပေမဲ့တချို့လူတွေမှာကင်ဆာယောဂဘက်ကိုကူးသွားနိုင်တယ်အဲ့တော့ gastritis မှာတွေ့နိုင်တဲ့ယောဂလက္ခဏာလေးတစ်ချက်အရင်ပြောမယ်အများစုကတော့ရင်ကောင်းအောင့်နေပေါ့ရင်ကောင်းတောင့်နေနော်ဒီရင်ကောင်းနေရာမှာအောင့်နေတောင့်တာဖြစ်နိုင်တယ်အစာမကြေဘူးရင်ပြည့်ရင်ကဲဖြစ်လွယ်တယ်အဲတခါကျရင်ဒီနေရာမှာပူနေတာမျိုးပေါ့နော်အဲ့လိုတရိုးတီနဲ့နေလို့မကောင်းတာမျိုးတခါကျလည်းအရန်ကိုပြင်းထန်တဲ့အချိန်ဆိုလို့ရှိရင်စူးပြီးအောင့်တာမျိုးဒါမျိုးတွေဖြစ်နိုင်တယ်ပြီးရင်ဒီအစာရင်အဆစ်တက်များတဲ့လူကကြတော့လေခဏတက်တယ်အစာစားပြီးရင်ပူဆိုးတယ်ဗိုက်တွေကဒီ gastritis အစာရင်ရောင်ရမ်းမှုအစာနာဖြစ်နေတာကတော်တော်ဆိုးတဲ့အခြေအနေဆိုလို့ရှိရင်ဒီကြောနဲ့ရင်နဲ့ညှက်အောင်တာမျိုးတွေဖြစ်နိုင်တယ်ပြီးရင်ဘယ်ဘက်ပခုံးနာတာမျိုးလေးတွေလည်းဖြစ်နိုင်တယ်ပြီးရင်တို့နာတာကအစာနဲ့ဆက်နွယ်မှုရှိတယ်ဥပမာကျွန်တော်တို့ gastritis လို့ပဲအကြမ်းမြင်ပေါ့နော်အစာအိမ်ရောင်နဲ့အကြမ်းမြင်ပြောပေမဲ့အဓိကတော့နှစ်မျိုးရှိရကွာအစာအိမ်ရောင်နဲ့ gastric ulcer တခုရှိရနောက်တစ်ခုကကျတော့ duodenal ulcer ဆိုတာဒီအစာအိမ်ကနေပြီးတော့ဆင်းတာနဲ့တန်းရောက်တဲ့ဥသိမ်မို့ဥသိမ်မှာရောင်တော့ဥသိမ်မှာအနာဖြစ်ရင်ကျတော့ duodenal ulcer လို့ခေါ်တယ်အစာအိမ်ကိုယ်တိုင်းမှာရောင်နေတဲ့အနာရှိရဆိုလို့ရှိရင် तू ကစားလိုက်တဲ့အချိန်ကြာရင် तू ပူဆိုးတယ်အစာနည်းနည်းလွတ်သွားပြီစားနည်းနည်းဝေးသွားပြီဆိုရင်နည်းနည်းတက်တာတယ်ဒါကသူနဲ့ပြောင်းပြန်ပါတော့ဥသိမ်မှာသွားပြီးတော့အနာဖြစ်တယ်ရောင်နေဆိုလို့ရှိရင်ကြတော့သူကစားလိုက်ရင်တက်တာတယ်စားနေတဲ့အချိန်မှာပူနာတတ်တယ်ဒါပေမဲ့ဒါကိုတော့အသေးမှတ်လို့မရပါဘူး။ဒါကြလည်းဗိုက်ထဲမှာအနာနေတဲ့ဒဏ်ကတအားပြင်းထန်ရင်စားမစားနာနေတာမျိုးတွေလည်းဖြစ်နိုင်တာပဲ။ gastritis နဲ့တစ်ဆက်တည်းပြောချင်တာကတချို့လူတွေမှာတွေ့ရတဲ့ GERD ဆိုတဲ့ယောဂလက္ခဏာပေါ့နော်။ gastroesophageal reflux disease gastro ဆိုတာအစာအိမ်ပေါ့ esophageal ဆိုတာကအစာမျိုးပြွန်လန်းကြောင်းပေါ့ reflux ဆိုတာအချင်းပြန်တက်တဲ့ဟာပြီးတော့ disease ဆိုတာယောဂပေါ့ GERD လို့အတူခေါ်တယ်။သူကကြတော့ခဏလေ့ကျင်တက်တယ်။လေ့ကျင်တက်တိုင်းအစာဟောင်းအရသာတွေရတယ်။ပါးစပ်ထဲမှာချင်းခါအဲ့လိုအရသာတွေရတတ်တယ်အထူးသဖြင့်သူတို့ကမနက်အရာထားရင်ပိုခံစားရတတ်တယ်မနက်အရာထားရင်ဒီ level မှာတစ်ဆိုဖြစ်နေတယ်ပေါ့နော်ရှာတာဒါမှမဟုတ်လဲနာတယ်အဲ့လိုမျိုးခံစားမှုမျိုးတစ်ခုရတတ်တယ်ပြီးရင်ပါးစပ်ထဲမှာချင်းခါအရသာရနေတယ်ဆိုတဲ့ခံစားမှုရတယ်အဲ့ဆိုရင်တော့သူကဒီအစာအိမ်ရောင်တဲ့အပြင်ကိုဒီ acid ဓာတ်ကများလို့ပုံပြန်ကန်တတ်တဲ့ဟာပေါ့နော် GERD ပါဝင်နေတယ်ဆိုတဲ့လက္ခဏာပဲဒါတော့ gastritis အစာအိမ်ရောင်လို့ရှိရင်တွေ့ရတတ်တဲ့ယောဂလက္ခဏာတွေဖြစ်တယ်ဒီယောဂလက္ခဏာတွေရစေတဲ့တခြားအကြောင်းရင်းတွေကကြတော့တချို့လူမှာတရက်ရွက်ရောင်တာ pancreatitis ဖြစ်တတ်တယ်နောက်တစ်ခုကကြတော့နှလုံးယောဂသမားနှလုံးယောဂသမားတွေကလည်းတခါကျရင်ရင်ဘတ်အောင့်တာမဟုတ်ဘဲနဲ့ရင်ကောင်းခဏတောင့်နေခံစားမှုပေါ့နော်အဲ့လိုမျိုးနေလာတတ်တယ်အဲ့တော့ခဏအဲ့လိုဖြစ်နေရင်တော့ ECG ဆွဲတဲ့တယ်အထူးသဖြင့်တင်ရအခုလိုမျိုးရင်ကောင်းတောင့်နေခံစားမှုခဏရတဲ့အပြင်ကိုဆေးလေးတောက်တယ်မိသားစုတွေမှာနှလုံးယောဂရှိတဲ့လူတွေရှိတယ်နော်ကိုကလည်းလေ့ကျင့်ခန်းလည်းမလုပ်ဘူးဒီကျမ်းမာရေးလည်းမလိုက်စားဘူးအသက်အရွယ်ရလည်း40အထက်ဆိုလို့ရှိရင်ပို့ပြီးတော့ဒီနှလုံးယောဂအောင်မပေါ့တင် ECG လေးတော့ဆွဲကြည့်တယ်အဲ့တော့ gastritis ကိုဆက်ပြောအောင်သူ့ကိုမကုရင်ဘာဖြစ်မလဲပေါ့ဒီဘိုက်အောင့်နာယူဒီအိုင်းမပြစ်ထားတယ်ပေတီပြီးနေမယ်ဆိုရင်ဘာဆက်ဖြစ်နိုင်လဲဆိုတော့နံပါတ်1ကကြတော့အရန်ကိုပြင်းထန်လွန်းတဲ့ဒီအစာအိမ်အနာမျိုးဆိုရင်ပေါက်သွားပြီးတော့သွေးထွက်တတ်တယ်အဲ့ချိန်ကျရင်တော့အရန်နာမယ်ပေါ့နော်ပြီးသွားရင်ဒီသွေးအန်မယ်အန်နဲ့သွေးကအမဲရောင်ကြီးဒီဗိုက်ထဲက acid နဲ့ဓာတ်ပြူပြီးထွက်လာတဲ့သွေးမို့လို့အမဲရောင်တွေထွက်တယ်တခါဝမ်းသွားရင်လည်းသူကအမဲကြီးတွေသွားတာ
အရန်အနက်နန်နဲ့ကတ်တရားစီလို့မဲမဲရေးသွားတယ်ရေလောင်းလိုက်လို့ရှိရင်သူအိမ်သားမှာကတ်ပြီးတော့ကြံနေတယ်ရေနဲ့အတူတူမပါသွားဘူးမပြောင်းသွားဘူးပေါ့နော်အဲ့ဒါဆိုရင်တော့သိကြတယ်ဘိုက်ထဲမှာသွေးယူနေတဲ့လက္ခဏာပဲပြီးရင်သွေးယူတာကြာပြီဒါမှမဟုတ်အမောက်များတယ်ဆိုရင်ကိုကခေါင်းမူတာမျိုးရင်တုံတာတွေဖြူဖြော့လာတာတွေအရင်ဆိုရင်တော့မိလေတဲ့အထိဖြစ်သွားနိုင်တယ်မကူရင်ရမယ်နံပါတ်1အချက်ကကြတော့အစာအိမ်ထွက်ပေါက်လမ်းကြောင်းပိတ်သွားတာအဲ့တော့အစာအိမ်ကထွက်ရင်ဥသိမ်းနဲ့ဆက်ထားတာ acid ဓာတ်ရဲ့ဒဏ်ကြောင့်မို့လို့အစာအိမ်ထွက်ပေါက်မှာတော့ကျင်းတာမျိုးတွေကြောင်တာမျိုးတွေဖြစ်တယ်ကြာရင် gastric outlet obstruction လို့ခေါ်တဲ့စာအိမ်ထွက်ပေါက်ပိတ်တဲ့ယောဂဖြစ်တယ်အဲ့လိုဆိုရင်တော့ဗိုက်ကြီးကကဲနေမယ်ပြီးတော့လို့ရှိရင်စားတာနဲ့ပြန်အန်ထွက်တာမျိုးတွေဖြစ်နိုင်တယ်များသောအားဖြင့်တော့ဒီလို gastric outlet obstruction စာအိမ်ထွက်ပေါက်ပိတ်သွားရင်တော့ surgery နီးနဲ့ပဲကုသလို့ရလိမ့်မယ်မကုရင်ရမယ်နံပါတ်3ဆိုးကျိုးကပါလဲဆိုတော့ cancer ခဏတစ်ဖြုတ်နေတော့မရဘူးဆယ်စုနှစ်တစ်ခုလောက်ကြာမှသူက cancer ဘက်ကိုစပြီးတော့ပြောင်းနိုင်တဲ့အလားအလာစရှိလာတယ်အစာအိမ် cancer လည်းဖြစ်နိုင်တယ်ခုနကပြောတဲ့အစာအချင်းပြန်တက်တဲ့ယောဂ GERD နဲ့တွဲနေလို့ရှိရင်ကြတော့အစာမျိုးပြုံလမ်းကြောင်း cancer ပေါ့နော်ဒါတွေဖြစ်နိုင်တယ်ပြီးရင်ဒီ H pylori ကိုမကုလို့ရှိရင်လည်းဒီ lymphoma ပေါ့နော် MALD milk lymphoma လို့ခေါ်တဲ့ဟာတွေဖြစ်နိုင်တယ်အစာအိမ် cancer လည်းဖြစ်နိုင်တယ်အဲ့တော့ကုလည်းကုရမယ်စစ်ဆေးမှုလည်းလုပ်ရမယ်ဥပမာပြ GERD အစာချင်းပြန်တက်တဲ့ယောဂဆိုလို့ရှိရင်ကိုယ်မှာရှိတာက9နှစ်လောက်ရှိပြီကိုယ်လည်းမကုမိဘူးပေါ့အဲ့လိုဆိုလို့ရှိရင်တော့အစာမျိုးပြုံလမ်းကြောင်းကိုအပေါ်ပိုင်းကို scope ပြုံတဲ့ဆန်းစစ်မှုကိုလုပ်တင်တယ်ပြီးတော့တခါတည်းပြုံကြည့်ရင် biopsy အသားစားယူတာပါဆန်းစစ်တယ်။ဘာကြောင့်လဲဆိုတော့ GERD က9နှစ်ကျော်သွားပြီဆိုလို့ရှိရင်သူက cancer ဖြစ်နိုင်ခြေနှုန်းကတစ်နှစ်မှာ 0.5% တက်တယ်။အဲ့တော့9နှစ်ကျော်ပြီးတော့2နှစ်9နှစ်မြောက်ဆိုရင် 1% တက်သွားပြီ။အဲ့တော့မှန်ပြောင်းကြည့်ရမယ်ကြည့်ပြီးတော့အသားစားယူရမယ်ကိုယ်မှာ cancer ဖြစ်နိုင်ခြေအလားအလာ tissue တွေ cells တွေတွေ့လားဒါကိုဆရာဝန်ကဆုံးဖြတ်လိုက်မယ်။ဒါကတော့အပိုင်း1ပေါ့နော် intro လေးပေါ့ဒုတိယပိုင်းမှာကျတော့ဒီလိုအစာအိမ်ရောင်တဲ့လူတွေရောင်နေတဲ့လူတွေခဏခဏရောင်တက်တဲ့လူတွေသို့မဟုတ်မရောင်ကျင်တဲ့လူတွေကအစာအသောက်အနေထိုင်ဘယ်လိုဆင်ခြင်ရမလဲဆေးကိုဘယ်လိုတောက်အောင်မလဲဒါတွေအကျေတဝင်းရှင်းပြမယ်